လေးစူးဆိုင်ကနေဆိုင်ငါတို့ယူရလူငယ်အိုးနောက်မှ hip hop life မပဲရခုလာရခုကျူဆိုင်ရမကောင်းတဲ့သူမနိုင်ဆူအလွန်နဲ့ကျူမခံနေငါရဲ့တန်တာမှုကြီးမှန်တဲ့ဆူပြောင်းလဲမှုယူပြောင်းလို့ပြန်